ရဲ့လှပဆုံးကမ်းခြေနီးမှာပင်လယ်လေးလေးတွေနဲ့တူတာယာနှွေးထွေးတဲ့နေထိုင်မှုပုံစံကိုရှာဖွေနေပါလားတက်ကြီးလာရင်ဖြစ်ဖြစ်စီးပွားရေးတွေခြေချခြင်းပဲဖြစ်ဖြစ်နားယူပန်းဖြေလို့ရမယ်စင်တန်မြင့်အိမ်လေးတစ်လုံးပိုင်ဆိုင်နေပါလားဒါဆိုရင်တော့ဗန်ယန်ဂရုရဲ့နောက်ဆုံးပေါ်အိမ်ယာစီမံကိန်းနဲ့အတူမိတ်ဆွေတို့ရဲ့စိတ်ကူးအိမ်မက်တွေကိုလက်တွေ့ကောင်းထည့်ဖော်နိုင်ပါပြီဒီစီမံကိန်းလေးအားဆိုရင်ဖြင့်လက်ဂူနာဖုခက်ရဲ့လူသိများတဲ့ဗန်ထောင်းကမ်းခြေအနီးမှာတည်ရှိပြီးတော့နေဝင်စည်းစာအလှတွေကိုလည်းတဝါကြီးခံစားနိုင်အောင်ပါပါနောက်ပြီး AR ရဲ့အတွင်းပိုင်းဒီဇိုင်းတွေကိုလည်းအဆင့်မြင့်ခင်မီဒီဇိုင်းတွေနဲ့စောင့်ထားပါတယ်ရွေးချယ်ဝယ်ယူနိုင်မဲ့ condo type တွေကတော့ 1 bedroom 2 bedroom 3 bedroom ပြင် private swimming pool တွေပါရှိတဲ့အတွက် penthouse တွေကိုပါလှပခမ်းနားစွာဖွဲ့စည်းထားတာကြောင့်နေ့ရက်တိုင်းဟာ van phase ခံရောက်နေတဲ့ခံစားချက်မျိုးရရှိစေမှာသိချပါပဲရှင်ပြီးတော့ဖုခါဆိုရင် tourist တွေအများဆုံးလာရောက်ပန်းဖြေတဲ့နေရာဖြစ်တာကြောင့်ရေရှည်တန်ဖိုးတိုးတက်နိုင်မဲ့ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတစ်ခုလို့ဆိုရင်လည်းမှားမယ်မထင်ပါဘူး။ဒါကြောင့်မို့လို့ယခုစီမံကိန်းရဆိုရင် luxury lifestyle နဲ့ investment ကိုတနေရာတည်းပေါင်းစပ်ထားတဲ့ property choice တစ်ခုဖြစ်ပြီးမိတ်ဆွေရဲ့ dream home ကိုလက်တွေ့အကောင့်ထည့်ပေါ်နိုင်မဲ့နေရာဖြစ်တာကြောင့်ခုပဲဆက်သွယ်ဝယ်ယူဖို့ကြံပေးလိုက်ပါတယ်။